Hello, ဒီနေ့လည်းမိနစ်30လောက်ဆက်ပါမယ် Okay ဒီနေ့ကတော့သူ့အကြောင်းလဲဆိုလို့ရှိရင် BF Skinner ရဲ့အကြောင်းအဲ့တော့ BF Skinner ကဘယ်လိုပြောခဲ့လဲဆိုလို့ရှိရင် behavior is shaped by positive and negative reinforcement အပြုအမူကို Okay ဆိုတော့ဒီနေရာမှာ positive နဲ့ negative ကိုဘယ်လိုမျိုးဘာသာပြန်ရမလဲပေါ့နော်အဲ့တော့ပုံမှန်ဘာသာပြန်လို့ရှိရင်တော့သူကအပေါင်းလက္ခဏာအနှုတ်လက္ခဏာဒါမှမဟုတ်လို့ရှိရင်အပြုသဘောအနှုတ်သဘောဒီလိုမျိုးပေါ့နော်အဲ့လိုပြန်ကြရပေါ့နော်ဒါပေမဲ့ဒီမှာကျတော့အဲ့လိုတော့ပြန်လို့မရဘူးပေါ့နော်ဘာလို့ဆိုတော့ဒီမှာ positive ဆိုတာထပ်ပေါင်းထည့်တာဆိုလို့ပြီးတော့ negative ဆိုတာဖယ်ရှားလိုက်တာကိုပြောတာအဲ့တော့ကြောင့်မလို့reinforcement ကကျတော့တွန်းအားပေးတဲ့ဟာပေါ့နော်အဲ့တော့ဘယ်လိုမျိုးတော့ပြောရမလဲဆိုလို့ရှိရင်အဲ့တော့ပေါင်းထည့်ခြင်းထားမို့ဖယ်ထုတ်ခြင်းအပြင်ပြုမှုအဖြစ်ချင်းအဲ့လိုပဲပြန်ရမှာထင်တယ်ဟေး Okay ဆိုကြည့်ကြည့်အောင်သူကဘာပြောခဲ့လဲပေါ့နော်ဆိုတော့သူ့ရဲ့ approach ဒီ radical behaviorism အဲ့တော့ radical behaviorism ဆိုတာကအရင်တနေ့ကလည်းထပ်ပြီးတော့ပြောထားရပါတော့သူကဘယ်လိုပြောချင်တာလဲဆိုလို့ရှိရင် classical behaviorism မှာဆိုလို့ရှိရင်အဲ့တော့မြင်တွေ့လို့ရတယ်ရှုမြင်လို့ရတယ်စောင့်ကြည့်လို့ရတယ်ဒီလိုမျိုးအပြုမှုပဲသူကကြည့်တာပေါ့လေဒါပေမဲ့ဒီ radical behaviorism ကကြတော့သူကဒီအပြုမှုနောက်ွယ်ကစိတ်ဖြစ်စဉ်မှာထည့်ပြီးကြည့်တဲ့ဟာမျိုးပေါ့နော်သူမတိုင်ခင်တော့အကြောင်းအရာတွေကိုပြန်ပြီးတော့ချုပ်ကြည့်ရမယ်ဆိုလို့ရှိရင် William James ကဒီ behavior အပြုမှုပညာရဲ့နဲ့ဆိုင်တဲ့ theory တွေကိုသူ့ရဲ့ principle of psychology စာအုပ်ထဲမှာ1890ခုနှစ်မှာသူထည့်ပြီးတော့ရေးခဲ့ပေါ့နော်1890ရောက်တဲ့အခါကျတော့ Ivan Pavlov က condition stimulus condition response ဆိုတဲ့ concept ကိုသူဖော်ထုတ်တယ်ဆိုတော့သူတွေ့ရှိခဲ့တယ်ပေါ့နော်1924ခုနှစ်မှာကြာရင်John B. Watson ကဒီ behaviorist အရွေ့ပေါ့နော်အဲ့တော့ အပြုမှုကိုလေ့လာခြင်းစိတ်ပညာကိုလေ့လာမယ်ဆိုတော့အဲ့အရွေ့ကိုသူဖော်ဆောင်ခဲ့တယ်1930ခုနှစ်မှာဆိုလို့ရှိရင်ကျင်းရန်ကိုသူကဘာလုပ်ခဲ့လဲဆိုလို့ရှိရင်အပြုမှုဆိုတာပေါ့နော်ဘဝတစ်လျှောက်လုံးသူက modify ဖြစ်နေတာ modify ဆိုတော့အဲ့လိုပြုပြင်ပြောင်းလဲနေတဲ့အရာမျိုးပေါ့နော်ပြီးတော့ဒီကိုရီမှာဗီဇကပါလာတယ်ဆိုတော့ပြုမှုခါတောင်မှကိုရီသတိသားလောင်းဘဝတုန်းကခံစားခဲ့ရတဲ့ experience တွေပေါ့နော်အဲ့တော့အဲ့ဒီအတွေ့အကြုံတွေကိုအခြေခံတယ်ဆိုပြီးသူပြောရခဲ့ပေါ့နော်အဲ့တော့1950ခုနှစ်တည်းမှာကြာတဲ့အခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင် Joseph Wolf ကပေါ့နော်ဒီ behavior therapy ဒီများသောအားဖြင့်တော့အဝါတွေကိုသုံးတယ်ပေါ့နော် phobia တို့ phobia ဆိုအကြောက်လွန်ယောဂပေါ့နော်အဲ့လိုယောဂတွေကုသတဲ့အခါမှာသုံးတဲ့therapy ပေါ့နော်အဲ့တော့therapy တစ်ခုအနေနဲ့ဘာကိုလုပ်ခဲ့လဲဆိုလို့ရှိရင် systematic desensitization ပေါ့နော်အဲ့တော့desensitive ဖြစ်တယ်ဆိုတဲ့ဟာဒီတစ်ခုခုကိုလို့လေတုံ့ပြန်တဲ့ဟာကိုပြောတာပေါ့နော်ဥပမာဒီအကြောင်းသွား sensitive ဖြစ်တယ်လေဆိုတော့အရာအလုံးကိုတုံ့ပြန်နေတာဒီလိုမျိုးပြောချင်တာအဲ့တော့desensitization ဆိုတော့အဲ့ဟာရဲ့ဆန့်ကျင်ဘက်ပေါ့နော်အဲ့တော့တစ်ခုခုကိုမြင်တိုင်း trigger ဖြစ်ပြီးတော့အဲ့လိုဥပမာကိုကပင့်ကိုကြောက်တတ်တယ်ဆိုလို့ရှိရင်ပင့်ကိုဆိုတဲ့အတန်ကြားလိုက်တိုင်းလုံးဝကြောက်လိုက်ဖြစ်သွားနေရာကနေပြီးတော့ပင့်ကိုကန်ရဲလာအောင်တဖြည်းဖြည်းsensitivity ကို short တယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့သူ့ရဲ့ therapy ရှိပါတယ်အဲ့ systematic desensitization ပေါ့နော်အဲ့ therapy ကိုသူစပြီးတော့ဥဆောင်ခဲ့ပေါ့နော်အဲ့1960ပြည့်နှစ်တွေမှာ1960 61 62အဲ့ဒီနှစ်တွေမှာပေါ့နော် Albert Bandura ရဲ့ဒီ Albert Bandura သူ့ရဲ့ social learning theory ကိုအခုပြောပြမယ် radical behaviorism ပေါ်မှာအခြေခံပြီးတော့သူလုပ်ခဲ့ပေါ့နော် Okay ဆိုတော့ systematic radical behaviorism ကဘာလဲပေါ့နော် Okay So Boris Frederick Skinner, better known as B.F. Skinner, B.F. Skinner ကိုခေါ်ကြတဲ့ Boris Frederick Skinner က
is possibly the most widely known and influential behaviorist psychologist အဲ့တော့အသိအများဆုံးနဲ့ထင်ရှားမှုရှိဆုံး behaviorist psychologist ဖြစ်ပါတယ်ပေါ့နော် He was not however a pioneer in the field အဲ့တော့သူကဒီ field ကိုစပြီးထောင်ခဲ့ရတာမဟုတ်ဘူး but developed the ideas of his predecessors such as Ivan Pavlov and John B. Watson သူရဲ့အရှိမပေါ်ခဲ့မှုတဲ့ပညာရှင်တွေဖြစ်တဲ့ Ivan Pavlov နဲ့ John B. Watson တို့ရဲ့ဒီ idea တွေပေါ့နော်သူကတစ်ဆင့်တိုးတက်အောင်ဆိုတာတစ်ဆင့်ဘယ်လိုပြောမလဲပြန်ပြီးတော့တိုးတက်လောက်ခဲ့ဆိုတာ develop ဆိုတာလေသူကပြန်လောက်ခဲ့လို့ပြောအောင်မလို့မြန်မာလိုပြောလေby subjecting theories of behaviorism ဒီသူတို့ပြောခဲ့ behaviorism အဲ့ theory တွေကို to rigorous experimental scrutiny in order to arrive at his controversial stance of radical behaviorism အဲ့တော့အခုဒီ radical behaviorism ဆိုတဲ့အခြေအနေအထိကိုရောက်လာဖို့အတွက်နော်သူကအဲ့ theory ကိုဒီသိပ္ပံexperimental scrutiny ဆိုတော့လုံးဝ detail ဖြစ်ပြီးတော့သိပ္ပံကြီးကြတဲ့အဲ့ဒီစသတ်မှုတွေနဲ့သူကလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့လုပ်ခဲ့တဲ့ခါကျတော့ဒီ behaviorism ကအရင်တလောကပြောခဲ့သူတွေပေါ့နော် John B. Watson ကသူအရင်ဖောင်းပွားပြီးပြောတဲ့ဟာရှိတယ်ကွယ်အဲ့တော့အဲ့လိုဟာမဟုတ်ဘဲနဲ့သူ့ရဲ့ result ကိုပဲကြည့်ပြီးတော့ဒါလုပ်ခဲ့ဒီလိုမျိုးပေါ့နော်သိပ္ပံကြီးကြ result ကိုပဲကြည့်ပြီးတော့ဒါမှဖြစ်တယ်ပြောခဲ့ပေါ့နော်အဲ့ Skinner proved to be an ideal advocate of behaviorism Skinner ကဒီ behaviorist movement မှာဆိုလို့ရှိရင်တကယ်ideal ဆိုတကယ်စံထားရလောက်မဲ့အဲ့ဥဆောင်သူဖြစ်ခဲ့ပေါ့လေ so not only were his arguments based on the results of scrupulous scientific methodology so that they could be proved အဲ့တော့သူရဲ့သူပြောတဲ့ theory တွေသူရဲ့ argument တွေကscientific methodology ပေါ့နော်အဲ့တော့တကယ်ကိုတိကျတဲ့scrupulous ဆိုတာဒီနေရာမှာ careful attention to detail ဒီလိုမျိုးဟာယူတာပေါ့နော်အဲ့တော့တကယ်ကိုတိကျတဲ့သိပ္ပံနည်းကိုလိုက်နာပြီးလုပ်ထားတဲ့ experiment တွေရဲ့ result တွေကိုသုံးထားရုံမကပေါ့နော် but his experiments tended to involve the use of novel contraptions that the general public found fascinating အဲ့တော့သူ့ရဲ့ဒီ experiment တွေမှာဆိုလို့ရှိရင်ဒီတာမန်လူကfascinating ဆိုအရင်ကောင်းနေပေါ့နော်အဲ့လိုအံ့ဩဖွယ်ဒီလိုမျိုးဖြစ်ရမယ် novel contraptions but what does it mean contraptions the set ကရိယာပေါ့နော် the machine ကိုပြောချင်တာအဲ့လို set တွေသုံးခဲ့တယ်ပေါ့နော်ကရိယာတွေသုံးခဲ့တယ်ပေါ့လေ so Skinner was an inveterate what does it mean inveterate INVER အဲ့ဒီလိုလေးချက်ကြည့်ရမယ်Inveterate rather habit, feeling, or person that is firmly established, deep-rooted, and unlikely to change. ဒီမြဲအမြဲလုံနေတာပေါ့နော်ဆက်ပြီးမြဲလုံတတ်တာgadget man ဆိုတော့သူအဲ့ပစ္စည်းတွေကိုထွင်နေရတဲ့သူဖြစ်တယ် and a provocative self-publicist လုပ်ပြန်ပြီအဲ့တော့သူကမျိုးJohn B. Watson နဲ့တွားတူတယ်ပြောမှာသူကလည်းကိုယ့်ကို promote အားကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့လေဆိုတော့ but behind the showman image အဲ့တော့သူပုံဖော်ထားတဲ့ showman image ထဲမှာအဲ့အနောက်ကွယ်မှာတွားကြည့်လို့ရှိရင်တော့ was a serious scientist တကယ်ကိုလုပ်တဲ့သိပ္ပံပညာရှင်တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့
whose work helped to finally sever psychology from its introspective philosophical roots. Psychology ကိုသူကဒီဒသနာဒသနိကဘေးကအတွေးအခေါ်ဘာညာကနေသူလုံးဝဖြတ်ထုတ်လိုက်ပြီးတော့ and establish it as a scientific discipline in its own right ဒီဒါသိပ္ပံပညာရဲ့တစ်ခုဖြစ်တယ်ဆိုတာလုံးဝပြသနိုင်တဲ့ဟာတစ်ခုဖြစ်တယ်ပေါ့နော်ပြသနိုင်အောင်သူလုပ်ခဲ့တယ်ပေါ့လေခုခဏလေးနော်John B. Watson က1924ခုနှစ်မှာသူက1931ဆိုတိတ်တော့လေမချဘူးလို့ပြောမှာပေါ့နော်အဲ့တော့ John B. Watson ပြီးတော့သူပေါ်လာတာပဲပေါ့နော် Okay so Skinner had once contemplated a career as an author အဲ့တော့သူဆက်စားခြင်းတော့သူစာရေးဆရာလုပ်မှာဆိုစိတ်ကူတယ် but he had little time for the philosophical theorizing of many of the early psychologistsအဲ့တော့အစကတော့သူစာရေးဆရာလုပ်ဖို့စိတ်ကူးခဲ့ပြီမဲ့သူ့မှာဒီ psychologist ဒီဟိုအရင်တော့ psychologist တွေရဲ့ဒီ philosophy theory တွေကိုသူကကြည့်နေဖို့လုပ်နေဖို့အချိန်ကအဲ့လိုမရဘူးပေါ့လေ so သူကဘာပဲအတာလဲ so works by Pavlov and Watson were his main influence အဲ့တော့Ivan Pavlov တို့ John B. Watson တို့ကသူ့တကယ်လွှမ်းမိုးခဲ့လို့ဖြစ်တယ်နော်ဆိုတော့ he saw psychology as following in the scientific tradition အဲ့တော့သူကဒါသိပ္ပံလို့ပဲသူမှတ်ယူတယ် and anything that couldn't be seen measured and repeated in a rigorously controlled experiment was of no interest to him အဲ့တော့ဒီ psych လို့ပြောရမလဲဟိုအရင်တုန်းက William James ဆိုပါတော့ဆိုလို့ရှိရင်ပေါ့နော်ဒါ structuralism right ဆိုတော့စိတ်ရဲ့ structure ကဘာဖြစ်နေလဲအဲ့လို philosophy ဘက်ကိုတွားရပေါ့လေဒါပေမဲ့ तू ကအဲ့ဟာကိုကြည့်ဖို့အတွက် तू ကစိတ်ဝင်စားဘူးအဲ့ဘာလဲ तू လုပ်ချင်ဘူး psychology ဆိုတာသိပ္ပံပညာရဲ့ပဲအဲ့တော့ဒီပြင်ပကနေကြည့်လို့ရမယ်ဟာမဟုတ်တာတိုင်းတာလို့ရမယ်ဟာမဟုတ်တာပြီးတော့ဒီဟာကိုထပ်ပြီးတော့ပေါ့နော် experiment ဆက်သက်မှုထပ်ပြီးတော့အဲ့ဟာကိုပဲထပ်ပြီး experiment လုပ်လို့မရတဲ့ဟာမျိုးဆိုလို့ရှိရင် तू ကစိတ်ဝင်စားဘူးပေါ့လေဆိုတော့ processes purely of the mind အဲ့တော့ဒီစိတ်ရဲ့ဖြစ်စဉ်ပေါ့နော်အဲ့တော့အပြင်ကနေမြင်ရတဲ့စိတ်ရဲ့ဖြစ်စဉ်ဆိုတာတွေဒီ therefore were outside of Skinner's interest and scope အဲ့တော့သူလေ့လာခြင်းနဲ့ဟာရဲ့အပြင်ဘက်ရောက်နေတယ်ပြောချင်တာသူအဲ့ဒါလေ့လာခြင်းပေါ့လေ so in fact he reached the conclusion that they must be utterly subjective အဲ့တော့သူနောက်ဆုံးဘယ်လိုမျိုးဖြစ်သွားလဲဆိုလို့ရှိရင်ဒီဒါအဲ့လိုမျိုးစိတ်ရဲ့ဖြစ်စဉ်ဆိုတာအဲ့လိုမျိုးစိတ်ရဲ့ဖြစ်စဉ်ကိုပဲဥတည်ပြီးရှင်းပြဖို့ကြိုးစားတာဒီဒါကပုဂ္ဂလဒိဋ္ဌံကြတယ်ဆိုတော့ဓမ္မဒိဋ္ဌံမကြဘူးလို့လေ and did not exist at all separately from the body ပြီးတော့ဒီဟာတွေကခန္ဓာကိုယ်နဲ့ပွဲပြီးတော့ okay ဒါကတော့ကိုယ်ပဲဒါကတော့စိတ်ပဲအဲ့လိုမျိုးတက်တက်ရှိနေတာမဟုတ်ဘူးဆိုပြီးသူပြောရပါတော့ in Skinner's opinion အဲ့တော့ Skinner ကဘယ်လိုမျိုးမြင်ခဲ့လဲဆိုတော့the way to carry out psychological research အဲ့တော့ဒီစိတ်ပညာနဲ့ပတ်သက်တဲ့သုတေသနလုပ်မယ်ဆိုလို့ရှိရင် was through observable behavior အဲ့တော့ပြင်ပကမြင်လို့ရမယ်ရှုမြင်လို့ရမယ်ပြုမှုပါပဲဖြစ်ရမယ် rather than through unobservable thoughts အဲ့တော့ဒီတွေးတာokay အဲ့တော့တကယ်အပြင်ကနေမြင်လို့မရတဲ့အတွေးတွေထက်အပြင်ကနေကြည့်လို့ရမယ်behavior ကနေပဲဖြစ်တယ်
ဆိုတော့ဒါတွေကဘယ်အိမ်နဲ့သွားပြီးတော့ကိုက်ညီလဲဆိုလို့ရှိရင် Joby Watson ရဲ့အမြင်နဲ့ကိုက်ညီရပေါ့လေအဲဒါသူ့ရဲ့ influence ရှိရလို့ပြောတာပေါ့နော် so although strict behaviorist from the outset of his career အဲ့တော့သူ့ရဲ့ career ပြန်ကြည့်လို့ရှိရင်သူကလုံးဝ behaviorist right so ခုလောဆယ်ပြောခဲ့ရသည် Joby Watson ပြောတာနဲ့ရောတိတ်တော့မထူးဘူးပေါ့နော်Skinner differed from the earlier behaviorists in his interpretation of conditioning in particular. Conditioning ပေါ့နော်သူကဘယ်မှာတော့ကွဲလဲဆိုလို့ရှိရင်ဒီ conditioning ကိုသူအတိတ်ပဲပြန်ကောက်တဲ့နေရာမှာတခြားသော behaviors တွေကွဲတယ်ပေါ့နော်အဲ့တော့ conditioning မှာဘယ်ဟာပြောလဲဆိုရင် the principle of classical conditioning as described by Pavlov အဲ့တော့ Pavlov သူပြောခဲ့တဲ့ classical conditioning to the point အဲ့ဟာပေါ့လေ So while not disagreeing that a conditioned response could be elicited by repeated training အဲ့တော့ဟုတ်ပြီဒီကိုလိုချင်တဲ့အပြုတ်မှုတစ်ခုပေါ့နော်အဲ့လိုမျိုးထက်ခါလေ့ကျင့်ပေးခြင်းအပြင်အဲ့တော့ကိုတွဲပေးစီခြင်းနဲ့အလှုံ့ဆော်မှုတစ်ခုပေါ့လေအဲ့ဟန်ထက်ခါတွဲပေးစီခြင်းအပြင်ကိုလိုချင်တဲ့အပြုတ်မှုတစ်ခုကိုရနိုင်တယ်ဆိုတဲ့ဟာမျိုးတော့လုံးဝညှင်းပယ်ရတော့မဟုတ်ဘူးဒါပေမဲ့ Skinner felt that this was something of a special case ဒါမဲ့ပေါ့နော်ဒါကသူများခိုင်နဲ့မတူဘူးပေါ့နော် involving the deliberate artificial introduction of a conditioning stimulus အဲ့တော့ဒါကတမင်ကိုလောက်ထားတဲ့အဲ့ condition လုံးမဲ့ stimulus ကိုတမင်တက်တွဲပေးတာပဲအဲ့ကြောင့်တက်ဖြစ်လာတယ်ဆိုပြီးတော့သူယူဆရပေါ့လေ so ဟောဒါတက်လောက်ထားတာပဲလေ right so to Skinner it seemed that the consequences of an action were more important in shaping behavior than any stimulus that had preceded or coincided with it အဲ့တော့ Skinner ကသူကတော့ဘာကို focus လုပ်လဲဆိုလို့ရှိရင်ဒီအပြုတ်မှုပြီးတော့နောက်လိုက်လာတဲ့ consequence ပေါ့နော်နောက်လိုက်လာတဲ့ရလဒ်ပေါ့လေအဲ့ရလဒ်ကသာဟင်ဒီ behavior ဟိုလိုချင်တဲ့အဲ့အပြုတ်မှုမတိုင်ခင်မှာတွဲလာတဲ့ဘယ်လိုပြောအောင်လဲတွဲပါလာတဲ့ stimulus အဲ့တော့ပြောချင်တာ classical conditioning ကိုပြန်ညွှန်းချင်တာပေါ့နော်အဲ့ဟာထက်ကိုသူကဘာလဲဆိုလို့ရှိရင်ဟိုအရင်တော့Edward Thorndike တို့ပြောခဲ့ law of effect မျိုးပေါ့နော်အဲ့တော့ဒီအပြုတ်မှုနောက်မှာလိုက်လာတဲ့ရလဒ်ကပဲသူကပို့ပြီးတော့အရေးကြီးတယ်လို့သူကမြင်ခဲ့တယ်ပေါ့နော်So he concluded from his experiments အဲ့တော့သူရဲ့ experiment တွေထဲကနေသူကပြန်ပြီးတော့ကောက်ချက်ဆွဲလိုက်တာဒီthe behavior is primarily learned from the result of actions အဲ့တော့ပြုမှုဆိုတာဒီနောက်ကိုသူတို့လုပ်လိုက်တဲ့ပြုမှုရဲ့ရလဒ်ကိုကြည့်ပြီးတော့ပဲဒါသင်ယူရဲဆိုပြီးသူကောက်ချက်ချရပေါ့နော် as with so many great insights this may appear to be self-evident အဲ့တော့အရင်တော့ကရှိခဲ့တဲ့အဲ့ဟာinsight တွေဘယ်လိုပြောမလဲ theory လိုမျိုးပေါ့နော်အဲ့တော့ဒီဟာကကြည့်ကြရမယ်ဆိုလို့ရှိရင်သိတာရပေါ့လေ but it marked a major turning point in behavioral psychology အဲ့တော့ behavioral psychology မှာဆိုရှင်ဒါလုံးဝတစ်စစ်ချိုးစေခဲ့တယ်လို့ပြောရမှာပေါ့နော်ဘာလို့ဆိုအဲ့တလောမှာကဘာပဲတကယ်နာမည်ကြီးနေဆိုလို့ရှိရင်stimulus နဲ့ကိုဖြစ်စေခြင်းနဲ့ကိုတွဲပေးစေခြင်း stimulus နဲ့နောက်တကယ်အဲ့ response ကိုထုတ်ပေးနေတဲ့ stimulus တွဲပြီးလုပ်လိုက်လို့ရှိရင်ဒါကပြုတ်မှုက learn လုပ်သွားတယ်ဒီလိုမျိုးပဲဟောဖြစ်တာ哦ဒါပေမဲ့ तू ကကြတော့မဟုတ်ဘူးဒါကိုယ့်ရဲ့ပြုတ်မှုကနေပဲလောက်တာဟုတ်နော်အဲ့တော့ပြုတ်မှုရဲ့ရလက်ကြောင့်ပဲဒီပြုတ်မှုကပြောင်းသွားတယ်ဆိုတဲ့ဟာမျိုးပြောတဲ့ခါကျတော့so it's different right so Skinner boxes ကိုသွားကြည့်အောင်ပေါ့နော်
While working as a research fellow at Harvard, Harvard တက္ကသိုလ်မှာသူ research fellow အနေနဲ့သူလုပ်ခဲ့တော့ပေါ့နော် Skinner carried out a series of experiments on rats အဲ့တော့သူကြွက်တွေပေါ်မှာကြွက်တွေနဲ့ experiment လုပ်ခဲ့ပေါ့လေ using an invention that later became known as the Skinner box နောက်ပိုင်း Skinner box လို့လူသိများလာမယ်ဒီဟာလေးထင်တယ်အဲ့set လို့ပဲပြောအောင်ပေါ့နော်အဲ့ဟာလေးကိုသုံးပြီးတော့သူ experiment လုပ်ခဲ့အဲ့တော့ဘယ်လိုလုပ်တာလဲပေါ့နော် so a rat was placed in one of these boxes အဲ့ထဲမှာအဲ့သူ့ရဲ့တက်တာလေးထဲမှာကြွက်ထည့်ထားတယ် which had a special bar fitted on the inside အဲ့တော့အဲ့ box လေးအထဲမှာသူ bar လေးရှိတယ်ပေါ့နော်အဲ့တော့တန်းလေးထားရပေါ့လေ so every time the rat pressed his bar it was presented with a food pellet အဲ့တော့ကြွက်ကအဲ့ bar လေးကိုနှိပ်လိုက်တိုင်းမှာသူအစာလေးကြလာမယ် so the rate of bar pressing was automatically recorded အဲ့တော့အဲ့အချိန်မှာပဲဒီကြွက်ကပေါ့နော် bar ကိုဘလောက်နှိပ်တယ်အဲ့တော့ဥပမာ10မိနစ်မှာဘလောက်နှိပ်တယ်ဒါမှ10နာရီမှာဘလောက်နှိပ်တယ်ဆိုတော့ကြိတ်တဲ့နှိပ်တဲ့အချိန်နှုန်းကိုတစ်ခါတည်းမှတ်ထားမယ်ပေါ့နော် initially the rat might okay so ကြည့်ကြ the rat might press the bar accidentally or simply out of curiosity အဲ့တော့အစပိုင်းမှာတော့ကြွက်ကဒီလိုပဲရှောက်သွားရင်လည်းတိန်းဆိုပြီးဘာလေးနှိပ်နေတယ်ဒါမှမဟုတ်လို့ရှိရင်ဒီလိုပဲဒါနှိပ်ပါဖြစ်မလဲသိချင်လို့နှိပ်တာပေါ့နော် and as a consequence receive some food အဲ့တော့ဒါပေမဲ့လည်းရက်လိုက်ရဖြစ်တော့ဘာကြလဲဆိုရင်အစာလေးထွက်လာတယ် right so over time အဲ့လိုနဲ့ပဲအချိန်ကြာလာတဲ့အခါမှာ the rat learned that food appeared whenever the bar was pressed အဲ့တော့ကြွက်ကဒီဘာနှိပ်လိုက်တာနဲ့အစာကျလာတယ်ဆိုပြီးတော့သူသိယူလိုက်တယ်ပေါ့နော်အဲ့တော့သူအဲ့လိုမှတ်ထားလိုက်တယ် and began to press it purposefully in order to be fed အဲ့တော့အစာစားခြင်းတယ်ဆိုတဲ့အချိန်မှာသူအဲ့ဒါကိုတမင်ကိုသွားပြီးနှိပ်တယ်ပေါ့နော် so comparing results from rats given the positive reinforcement of food for their bar pressing behavior with those that were not or were presented food at different rates အဲ့တော့okay so ဒီနေရာမှာစောစောကကြွက်ကိုဘာနှိပ်လိုက်လို့ရှိရင်အစာပေးတယ်ဆိုတဲ့ဟာကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင် positive reinforcement လို့ခေါ်မယ်အဲ့တော့ဒါကအစာဆိုတာဒီ reinforcement အဲ့တော့ဘယ်လိုပြောမလဲဒီသူတို့လုပ်နေတဲ့ဟာဒီအပြုတ်မှုအားပေးကိုလည်းလုပ်တဲ့ဟာပေါ့နော်အဲ့တော့အပြုတ်မှုအားပေးကိုလုပ်တဲ့ဟာမှာသူကအစာလေးထည့်ပြလိုက်တယ်အစာဆိုတာဒီကြွက်ကလိုချင်တဲ့အရာအဲ့ဟာကိုထည့်ပြလိုက်တဲ့အတွက်ကြောင့်မလို့သူကဘာလဲဆိုလို့ရှိရင်ထပ်ပေါင်းပေးရတာပေါ့နော်ကိုလိုချင်တဲ့သူလိုချင်တဲ့ဟာကိုထပ်ပေါင်းပေးတဲ့အတွက်ကြောင့်မလို့သူက positive reinforcement လို့ခေါ်တယ်အဲ့တော့အဲ့ဒီ positive reinforcement နဲ့နောက်ဒီလိုမျိုး bar ကိုနှိပ်ပေးမဲ့မပေးထားတဲ့အစာမပေးတဲ့ဟာအုပ်စုတစုပေါ့နော်နောက်အုပ်စုတစုကကျတော့ were presented with food at different rates အဲ့တော့ okay အဲ့တော့ bar ကိုနှိပ်တဲ့အစာချက်ချင်းကြမလားဘူးနောက်နည်းနည်းကြာမှကြာလာတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးအချိန်နဲ့ခြားပြီးလုပ်တဲ့ဟာတွေနဲ့အဲ့သုံးခုကိုနှိုင်းယှဉ်တဲ့အခါမှာ it became clear that when food appeared as a consequence of the rat's action this influenced its future behavior အဲ့တော့ကြွက်ကဘာကိုနှိပ်လိုက်ချင်းချင်းအစာကျလာတာဒီနောက်ဘာကိုဆက်နှိပ်မနှိပ်ဆိုတဲ့ဟာကိုသူကလုံးဝ influence လုပ်တယ်ပေါ့နော်လုံးဝအလုံးလွှမ်းမိုးတယ်ပေါ့လေဆိုတဲ့ဟာထင်ရှားလာတယ်ပေါ့နော် so Skinner concluded that animals are conditioned by the responses they receive from their actions and the environment အဲ့တော့သူတို့လုပ်တဲ့ action နဲ့ဒီ environment စီရနေပါတော့ပြန်ရလာတဲ့ result တွေပေါ့အဲ့ result တွေနဲ့ပဲသူက conditions တွဲပြီးတော့သင်ခဲ့ဆိုပြီးသူပြောရဲပေါ့နော် so as the rats explore the world around them အဲ့တော့ကြွက်တွေကသူတို့ box မှာထည့်ထားတဲ့အဲ့ box တွေကိုသူရှာဖွေပြီးတော့အဲ့လိုလှည့်ပတ်ကြည့်ပြီးလုပ်နေပေါ့နော် some of their actions had a positive consequence အဲ့တော့တချို့ရဲ့တချို့သူတို့လုပ်တဲ့ action တွေဒီစောစောပြောရဲဘာကိုနှိပ်လိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးဟာဆိုလို့ရှိရင်သူကကောင်းတဲ့
positive ဆိုတာဒီနေရာတော့ထပ်ပေါင်းပေးလိုက်တာပြောချင်ပါတော့အဲ့တော့positive consequence ရလာတယ်လို့ပြောရပါတော့အဲ့တော့ positive ဆိုတာဒီမှာသူတို့လိုချင်တာရတဲ့ရလက်ရတယ်ပေါ့နော် so ဒီမှာပေါ့နော် Skinner was careful to avoid the word reward with its connotations of being given for good behavior သူကဒီနေရာမှာ Skinner က reward လို့မသုံးဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ reward ဆိုတာဒီokay ကောင်းလို့ရှိရင်စုချမယ်အဲ့တော့စုဆိုတဲ့စကားလုံးမသုံးပါတော့ဘာလို့ဆိုတော့စုဆိုတဲ့ဟာဒီဘယ်ဟာနဲ့တွားပြီးတော့လူတွေစိတ်ထဲမှာတွဲပြီးတော့မြင်နေလဲဆိုရင်ကောင်းတဲ့ behavior နဲ့စုချနိုင်တယ်ဒါပေမဲ့သူကပြောချင်တာဒီဘယ်လိုအပြုတ်မှုကိုမစိုးဘူးပေါ့နော်ဒီလိုမျိုးပေးလို့ရတယ်ပေးလို့ရဆိုတာသူတို့လိုချင်တာပေးရပေါ့နော်အဲ့တော့ positive reinforcement ပေးပြီးတော့လုပ်ယူလို့ရတယ်အဲ့လိုဟာတော့ပြောချင်တာဆိုတော့ reward ဆိုတဲ့စကားလုံးသူမသုံးမဲနဲ့ဘာဝဲသုံးလဲဆိုရင် positive consequence ဆိုတဲ့စကားလုံးကိုသုံးခဲ့ပေါ့နော်So which in turn encouraged them to repeat that behavior. အဲ့လို positive consequence ရလာပြီဆိုလို့ရှိရင်သူတို့ကအဲ့ဟာကိုထပ်ပြီးတော့ထပ်လုပ်တယ်အဲ့ action ထပ်လုပ်တယ်ပေါ့နော် So in Skinner's terms Skinner ကသူပြောခဲ့တဲ့အတိုင်းပြန်ပြောရမယ်ဆိုလို့ရှိရင် an organism operates on its environment တတွာပေါ့နော် organism ဆိုတော့အဲ့တက်ရှိတကောင်ကောင်ကြီးပေါ့နော်ဒီသူ့ရဲ့ environment မှာသူတစ်ခုခုလုပ်တယ် operate ဆိုတော့ပေါ့နော် and encounters ဘာကိုတွေ့တယ်ဆိုလို့ရှိရင် a stimulus okay ဆိုတော့ဟိုလေးကိုတွေ့တယ်သုံးဆောင်မှုအရာလေးတစ်ခုတွေ့ရပါတော့ဒီနေရာမှာဆိုရင်တော့ food palette စားတုံးလေးပေါ့နော် which reinforces its operant behavior ဒါနဲ့ operant ကဘာလဲတော့သိကြတယ်မရှာသေးဘူးเนาะ so what does it mean operant so operate လုပ်တဲ့ behavior ပြောချင်တာoperant ဆိုတာဒီ voluntary behavior that produces a consequence အဲ့တော့ရတဲ့အဲ့ behavior ပေါ့နော် okay so အဲ့အပြုအမူဒါဆိုရလက်ကိုရစေတဲ့အပြုအမူကိုသူကအပေးတယ်အဲ့အပြုအမူကဘာလဲဆိုရင် pressing on the bar အဲ့တော့ဒီဟာကို in order to distinguish this from classical conditioning အဲ့တော့ကိုရီအရင်တော့ပြောနေတဲ့အဲ့ Ivan Pavlov ရဲ့ classical conditioning နဲ့ခွဲပြောဖို့အတွက် he coined the term operant conditioning အဲ့တော့သူ operant conditioning ဆိုတဲ့စကားလုံးကိုသူထွင်ခဲ့ပေါ့နော်အဲ့တော့ဒီနေရာ coin ဆိုတာဒီစကားလုံးအသက်ထွင်နေဆိုရင် coin လို့သုံးတယ်ပေါ့နော် the major distinction being that operant conditioning depends not on a preceding stimulus အဲ့တော့ဒီနေရာမှာကွဲပြားတာဒီ operant conditioning ဆိုတာကဒီအပြုအမူမတိုင်ခင်လာတဲ့လှုံ့ဆော်မှုပေါ်မှာမူတည်နေတာမဟုတ်ဘူး but on what follows as a consequence of a particular type of behavior အဲ့တော့ဘယ်မှာမပြည့်လဲဆိုလို့ရှိရင်ဒီသူလှုပ်တဲ့အပြုအမူရဲ့ရလက်ပေါ်မှာမူတည်တယ် so it's also different in that it represents a two-way process အဲ့တော့ဒီနေရာမှာပေါ့နော်သူက one way မဟုတ်ဘူး one way ဆိုတာပဲပြောချင်တာကတော့စတော့ဆိုလို့ရှိရင်ဒီမှာကအကောင်ရှိမယ်ပေါ့နော်တတဘာပေါ့နော် individual ရှိမယ်ဒီမှာကstimulus ရှိမယ်ပေါ့နော် stimulus အဲ့တော့ stimulus ကိုဒီ control လုပ်တဲ့လူကတွဲထားတယ်ပေါ့လေအဲ့တော့တွဲထားတော့ဘာဖြစ်လဲဆိုလို့ရှိရင်တွဲပြီးတော့ပြပေးလိုက်တဲ့အခါထဲမှာသူကနေresponse တစ်ခုထွက်လာတယ် right ဒါက automatically ဖြစ်တာအဲ့တော့ဒီလူရဲ့စိတ်ဆန္ဒပါခြင်းမရှိဒီလိုမျိုးပေါ့နော်အဲ့လိုတွဲပြပေးလိုက်ရင်သူကသူ resource ထွက်လာမယ်အဲ့ဒါဆိုလို့ရှိရင်နောက်
နောက်ပိုင်းကျတော့ရှင်ဒီ condition response condition stimulus ဒီမှာ condition response နဲ့သူကသူတွဲလာလိမ့်မယ်ဒါဒီလူကဟိုဖြစ်ခြင်းမရှိဒီ individual နဲ့မဆိုင်ဘူးဆိုတဲ့သဘောပေါ့နော်အဲ့တော့ individual ကဖြစ်စီသူကသူဒါ automatically ဖြစ်သွားမယ်ဟာright ဒါ control လုပ်တဲ့လူနဲ့မဆိုင်နဲ့ဒီလိုမျိုးပေါ့နော်ဒါပေမဲ့ဒီမှာကကျတော့ဘာလဲဆိုလို့ရှိရင် in which an action or behavior is operating on the environment just as much as the environment is shaping that behavior အဲ့တော့သူရဲ့ action ဒီ environment ကိုလည်း shape လုပ်သလို environment ကလည်းသူ့ကိုပြန်ပြီး shape လုပ်ပေးတယ်ဆိုတော့သူကဒီလို action တစ်ခုလုပ်လိုက်လို့ရှိရင် environment ကသူ့ result တစ်ခုပေးတယ်အဲ့ဟာသူကြရင်ဆက်လုပ်မကြရင်ဆက်မလုပ်ဘူးဆိုတော့ဒီလိုမျိုးပေါ့နော်ဆိုတော့ two way process သူနဲ့ environment နဲ့အပြန်အလှန်ဆိုတဲ့သဘောကိုသွားတယ်ပေါ့လေ Okay, now what up you timeဒီနာလေးအထိရအောင်သွားမယ်ပေါ့နော် So in the course of his experiments ဒီ experiment တွေလုပ်တဲ့အခါမှာပေါ့နော် Skinner began to run shorter food pellets အဲ့တော့သူအစာလေးမရှိတော့ဘူးပေါ့လေအဲ့တော့ကုံသွားတော့ဘာဖြစ်လဲဆို forcing him to reschedule the rate at which they were being given to the rats အဲ့တော့ဒီအစာဘာနေ့တိုင်းအစာကျလာတဲ့ rate ကိုသူနည်းနည်းလေးပြန်ပြီးတော့ပြင်ရတော့တယ်ပေါ့နော်Some rats now received a food pellet only after they had pressed the bar a number of times repeatedly. အဲ့တော့တချို့ကြွက်တွေကပေါ့နော်ဒီ bar ကိုနှိမ့်ချက်ချင်းမကြလာပဲနဲ့ဥမာ3ကနှိမ့်မှတစ်ခါကြတယ်လို့ဒီလိုမျိုးပေါ့နော်အဲ့တော့ either at fixed intervals or randomly အဲ့တော့3ကနှိမ့်မှတစ်ခါကြတယ်အဲ့ဒါမျိုးပုံမှန်ဖြစ်တာဒါမှမဟုတ်ရင်တစ်ခါကျရင် random ပေါ့နော်3ကနှိမ့်တော့တစ်ခါကြတယ်ဒါမှမဟုတ်4ကနှိမ့်တော့တစ်ခါကြတယ်အဲ့လို random ဖြစ်နေတာမျိုးပေါ့နော် So the results of this variation reinforce Skinner's original findings အဲ့တော့ဒီပြောင်းလိုက်ဒီတွေ့သွားတဲ့အရာတွေပေါ့နော်အဲ့တော့အဲ့ရလက်တွေကလည်း Skinner ရဲ့ငကိုတွေ့တဲ့research ရလက်ကိုထပ်ပြီးတော့ခိုင်မာစေရပေါ့နော် So but they also led to a further discovery အဲ့ဒီပြင်ပေါ့နော်သူကထပ်ပြီးတော့တွေ့ရှိမှုတစ်ခုလည်းထပ်ပြီးတော့လည်းတွေ့ရှိမှုတစ်ခုဖြစ်သွားစေရပေါ့လေအဲ့တော့ဘလို့တွေ့ရှိမှုလဲဆိုလို့ရှိရင် that while a reinforcing stimulus led to a greater probability of behavior occurring အဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီ reinforcement stimulus ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်အစာပေါ့လေအဲ့အစာပေးတာဒီဒါ behavior ဖြစ်တာကိုသူအားပေးသလိုမျိုးပဲ if the reinforcing stimulus was then stopped အဲ့ဟာဒီမပေးပဲရပ်ထားလို့ရှိရင် there was a decrease in the likelihood of that behavior occurring အဲ့အပြုတ်မှုဖြစ်သွားမယ့်ဟာဒီလည်းရပ်သွားတယ်ဒီလိုမျိုးပေါ့နော် So Skinner continued making these experiments even more varied and sophisticated အဲ့တော့သူကဒါကိုတွေ့ပြီးနောက်မှာပေါ့နော်ဒီ experiment ကိုပို့ပြီးတော့မျိုးပြောင်းပြီးတော့လုပ်ကြည့်ရပြီးတော့ပို့ပြီးတော့လေ detail ပို့ကြအောင်လုပ်ကြည့်ရပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုလို့ရှိရင် including the changes of schedule to establish whether the rats could distinguish and respond to differences in the rate of delivery of food pellets အဲ့တော့သူမှာပထမတစ်ခါနှိမ့်တဲ့တစ်ခါပေးနေရတယ်ဒါမှမဟုတ်3ခါနှိမ့်မှတစ်ခါပေးနေရတယ်4ခါနှိမ့်မှတစ်ခါပေးပြောင်းပေးတာမျိုးပေါ့နော်အဲ့တော့ဒီ schedule တွေသူမျိုးချိန်ကြည့်ရအဲ့ခါကျတော့ရှင်ကြွက်တွေကနော်ဒါမျိုးတွေများသူသိထားမိလားဆိုပြီးသူလုပ်ကြည့်ရပေါ့နော် So as he suspected, the rats adapted very quickly to the new schedules. အဲ့တော့သူတွေးထားခဲ့တဲ့အတိုင်းပဲကြွက်တွေကသူအသက်ပြောင်းတဲ့ပုံမှာလိုက်ပြီးတော့သူ respond လုပ်ကြတယ်ဆိုတဲ့ဟာတွေ့ခဲ့ပေါ့နော် So this is the first part of our reading today. ဒီနေ့ဖတ်ခဲ့တာပထမပိုင်းပေါ့နော်အဲ့တော့ positive reinforcement တစ်ပိုင်းတော့ပြီးသွားပြီပေါ့နော်အဲ့တော့နောက်ပိုင်းမှာလာမှဒီဘာလဲဆိုရင် negative reinforcement ကဘာလဲပေါ့နော်အဲ့တော့ဒီ positive reinforcement ပြန်ပြီးအနှိမ့်ချော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ positive reinforcement ကဘာကိုသွားပြီးတော့support လုပ်လဲဆိုတော့ဒီမှာပေါ့နော်လူတွေslot machine နှိမ့်နေကြတာမျိုးပေါ့ gambling ပေါ့နော်ဆိုတော့
gambling မှာကဲလို့ပေါ့နော်လောင်းစားလို့နိုင်တဲ့ဟာဒီ slot machine တွေမှာကဲခလုတ်နဲ့လို့ကဲနိုင်သွားပြီဆိုတဲ့ဟာဒီဒါထပ်ပြီးတော့ try ထပ်ပြီးတော့သူလှုပ်ချင်လာတယ်ပေါ့နော်အဲ့တော့လှုပ်ချင်စိတ်ကိုဖြစ်စေရပေါ့ဒါပေမဲ့ရှုံးသွားပြီဆိုတော့ရလည်းမရတော့ပါဘူးလေဆိုပြီးတော့သူထပ်ပြီးတော့အဲ့ slot machine မှာပတ်စံထိပ်ပြီးထပ်လုပ်မဲ့ဟာကိုသူနဲစေရပေါ့နော်အဲ့ဒါဘာနဲ့သွားဆင်လဲဆိုလို့ရှိရင်ဒီ Skinner box မှာလည်းအဲ့လိုပဲဒီကြွက်တွေကအစာပေးလို့ရှိရင်သူထပ်နှိမ့် right ဆိုအစာပေးရင်ရက်သွားတယ်မျိုးဟာသွားပြီးဆင်တယ်ပေါ့လေ so right gambling ဟာတော့ချိန်ထုတ်ကြည့်ရပါတော့ so this is it for today now အချိန်ရတော့ရှင်ထပ်ပါပြပါမယ် so goodbye and see you in the next episode bye